တွေ့ဆုံမြင်လာကတော့အကြောင်းရင်းကတော့ဒီဗာလီတို့ဘိုးချုပ်ကြီးမြောင်နဲ့ပြီးခဲ့တဲ့ရက်ကသွားတွေ့တယ်တွေ့တဲ့အခါမှာဘာပြောနှစ်ဖက်ဟိုတွေ့ဆုံဆွေးနွေးမှုတွေကကျွန်တော်ကြည့်ပြီးတော့စိတ်လက်စိတ်ချမ်းသာတယ်ပေါ့ဆိုတော့ဗာလီတို့ရောအဲ့ဒီမှာသူနဲ့တွေ့ဆုံတဲ့အခါမှာဘယ်အချက်တွေအဓိကပြောခဲ့တာရှိမလဲပေါ့ဘာတွေများအဓိကပြောရရှိမလဲပေါ့ဒါလေးသိချင်လို့ပါအဓိကပြောသွားတဲ့အချက်တွေထဲမှာကတော့ကျွန်တော်တို့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းကိုရှေ့ဆက်ဆောင်ရွက်နိုင်ဖို့အတွက်အဲ့ဒီကိစ္စပဲပြောဆိုသွားတာရှိပါတယ်သူတို့လည်းပဲဒီနိုင်ငံဒီပြည်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒရှိတယ်လို့ပဲကျွန်တော်အနေနဲ့သုံးသပ်လို့ရတယ်သူလည်းပဲငြိမ်းချမ်းခြင်းတယ်ကျွန်တော်တို့လည်းပဲငြိမ်းချမ်းခြင်းတဲ့အပေါ်မှာငြိမ်းချမ်းအောင်ဘယ်လိုရှေ့ဆက်ဆောင်ရွက်ကြမလဲဆိုတဲ့ဟာကိုအကြည်အလည်ဆွေးနွေးဖို့တော့လိုအပ်တယ်ဒီတွေ့ဆုံမှုမှာကျွန်တော်တို့ဥက္ကဋ္ဌကြီးကနေပြီးတော့မှရခင်သူ NCA လက်မှတ်ရေးထိုးခဲ့စဉ်တုန်းကမိတ်ဆွေတွေကိုလာရောက်နှုတ်ဆက်တဲ့အပေါ်မှာတွေ့ဆုံခြင်းဖြစ်တဲ့အတွက်အဲ့ဒါကိုအခြေခံပြီးတော့မှရှေ့ဆက်ကိုတန်းပြည်ထဲမှာလည်းပဲငြိမ်းချမ်းမှုကိုအပြည့်အဝမရရှိသေးတဲ့အပေါ်မှာငြိမ်းဖို့အတွက်ဘယ်လိုမျိုးဆောင်ရွက်သင့်လဲဆိုတဲ့အခြေခံအချက်ကလေးတွေတော့ကျွန်တော်တို့ရရှိခဲ့တယ်လို့ပဲပြောရမှာပေါ့နော်နှစ်ဖက်စလုံးကငြိမ်းချမ်းခြင်းတဲ့အပေါ်မှာဒါအခြေခံအကြောင်းတရားပဲငြိမ်းချမ်းမှုကိုငြိမ်းချမ်းလိုတဲ့လူတွေကဆောင်ရွက်မှပဲငြိမ်းချမ်းလာနိုင်မှာဖြစ်တဲ့အတွက်အဲ့ဒါကြောင့်မို့ဒီငြိမ်းချမ်းခြင်းကြတယ်လို့ကျွန်တော်တို့မြင်ဒါလောက်နဲ့ပဲကျွန်တော်တို့အနေနဲ့ကတော့တဆင့်တော့ဂျီနာမှုရရှိတယ်လို့ပြောရမှာပေါ့โอเคဟိုဘာဖြစ်လို့ဒီလာတွေ့တဲ့ခီးစဉ်နဲ့ပတ်သက်ရင်တော့နောက်တစ်နေ့မှာတော့ဒါ KNU ကထုတ်ပြန်ချက်တစ်စောင်ထုတ်တာတွေ့ရတယ်။နောက် KNU ရဲ့တာဝန်ရှိသူတွေလည်းထုတ်ပြန်ချက်တစ်စောင်ထုတ်တာတွေ့ရတယ်။အဲဒီထုတ်ပြန်ချက်ထဲမှာတော့အဓိကပထမဆုံးတစ်ချက်ကတော့ဒီ KNU နဲ့လုံးဝမသက်ဆိုင်ဘူးလို့ဒါဗာလီတို့ဖွဲ့မသက်ဆိုင်ဘူးလို့စပြောတာတွေ့ရတယ်။ဆိုတော့အဲ့ဒီအပေါ်မှာရောဗာလီတို့ဘာများစပြီးပြောပြချင်တာရှိမလဲ။ဟုတ်ပါတယ်။ဒါလည်းပဲသူတို့ KNU အစည်းအရုံးနေနဲ့ပြောရမယ်ဆိုလို့ရှိရင်သူတို့အမြင်ကိုဒါကတော့ KNU နဲ့မပတ်သက်ဘူးပေါ့ဥက္ကဋ္ဌကြီးကလည်းပဲသူကအငြိမ်းစားဖြစ်ပြီးကျွန်တော်လည်းပဲနားခွင့်တောင်းထားတဲ့လူတယောက်ဖြစ်တဲ့အပေါ်မှာဒါမသက်ဆိုင်သူတို့စီကနေခွင့်ပြုချက်ရယူပြီးတော့မှလာရောက်တာမဟုတ်တဲ့အတွက်ဒါသူတို့နဲ့မသက်ဆိုင်ဘူးလို့ပြောလို့ရှိရင်ရပါတယ်โอเคဟိုအဲ့တော့သူတို့ကတော့ဒါဒီတွေ့ဆုံမှုကတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကနေပြီးတော့ကရင်တိုင်းသားတွေကြားမှာတိုင်းသားတွေကြားမှာဟိုခေါ်ပြီးတော့တတ်ရှုမှုလုပ်ပါတယ်ဆိုတော့မျိုးတွေသူတို့ကရွေးချက်နဲ့မီဒီယာမှာဖြေတာတွေလည်းတွေ့ရတယ်ဆိုတော့ဒီတွေ့ဆုံမှုကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကခေါ်လို့တွေ့တာလားဗာလီတို့ကလာတွေ့တာတွေ့ရလားဘယ်လိုပုံစံမျိုးနဲ့တွေ့ဆုံဖြစ်ခဲ့တာပြောလို့ရဗိုလ်ချုပ်မူကြီးကလည်းပဲကျွန်တော်တို့ဥက္ကဋ္ဌကိုတွေ့ချင်ပါတယ်ကျွန်တော်တို့ဥက္ကဋ္ဌကလည်းပဲသူ့ကိုတွေ့ချင်ပါတယ်အရင်တစ်ချိန်တုန်းကတာဝန်ရှိခဲ့တဲ့အချိန်မှာတုန်းကအဖွဲ့အစည်းရဲ့အများစုရဲ့ဆန္ဒကိုလိုက်လျောပြီးဆောင်ရွက်ရတဲ့အပေါ်မှာဒါမတွေ့ဆုံဖြစ်ခဲ့တာပါသူတူတယောက်ရဲ့ဆန္ဒအနေနဲ့ဆိုလို့ရှိရင်ဗိုလ်ချုပ်မူကြီးကိုတွေ့ချင်ပါတယ်အဲ့ဒါကြောင့်မို့သူအခုသူကအပြင်လူတယောက်အနေနဲ့ဖြစ်သွားပြီပေါ့အငြိမ်းစားယူပြီးကိုအဖွဲ့အစည်းထဲမှာဘာမှသူ့ကိုချုံနှောင်ထားတာမရှိတဲ့အပေါ်မှာသူကလည်းလွတ်လွတ်လပ်လပ်သူ့ရဲ့မိတ်ဆွေ NCA လက်မှတ်ကိုရေးထိုးခဲ့တဲ့မိတ်ဆွေတွေကိုလာရောက်တွေ့ဆုံနိုင်တဲ့အခွင့်အရေးဖြစ်သွားတာပေါ့အဲဒါကြောင့်မို့သူတို့နှစ်ဖက်ကတွေ့ဆုံလိုကြတာဖြစ်တဲ့အတွက်ဒါတွေ့ဆုံမှုတွေဖြစ်ပေါ်လာတာပါနော်ဒီဓာတ်တွေကလည်းပဲတွေ့ဆုံခြင်းအပြင်ဘယ်သူ့မှအကျိုးမရောက်စေပါဘူးအားလုံးအတွက်ငြိမ်းချမ်းစေလိုတဲ့ဆန္ဒနဲ့လာရောက်တွေ့ဆုံတဲ့အပေါ်မှာအားလုံးအတွက်အကျိုးရှိသွားစေနိုင်ပါတယ်ဒါသရှူတယ်လို့ပြောတယ်ဆိုတာကတော့ဒါကတော့သူ့အမြင်နဲ့သူပြောတာပါအမှန်မှာအားလုံးငြိမ်းချမ်းနိုင်ဖို့အတွက်ဆိုလို့ရှိရင်ဒီတချုပ်
ဗိုလ်ချုပ်မှုကြီးမြောင်းလန်နဲ့အဖိုးမှုတူးနဲ့တွေ့ရုံလေးနဲ့မပြီးပြည့်စုံသွားပါဘူးအားလုံးနဲ့တွေ့ဆုံဖို့လိုအပ်ပါသေးတယ်ဒါကြောင့်မို့သတ်ရှူတာမဟုတ်ပါဘူးဒါတွေ့ဆုံပြီးတော့မှဒီတိုင်းပြည်ကိုဘယ်လိုမျိုးငြိမ်းချမ်းအောင်ဆောင်ရွက်ကြမလဲဒါပြောဆိုရင်းနဲ့ပဲလမ်းစာတွေပေါ်လာပါလိမ့်မယ်နောက်ထပ်အဆင့်တွေမှာဆိုလို့ရှိရင်အားလုံးကပါဝင်နိုင်တဲ့အခြေအနေမျိုးတစ်ခုဖြစ်လာနိုင်ရရှိတယ်လို့ပဲကျွန်တော်အနေနဲ့မြင်တယ်ဒါနှစ်ဦးနှစ်ဖက်စလုံးကစိတ်ရင်းစေတနာမှန်နဲ့ဆောင်ရွက်နေကြတယ်လို့ပဲကျွန်တော်မြင်တယ်ပြီးတော့လည်းပဲဒီတိုင်းသားချင်းချင်းတော်လကောတိုင်းသားနဲ့ကျွန်တော်တို့တမတော်အကြားမှာတော်လကောသူတို့ဘက်ကပြောဆိုမှုကိုကြည့်ချင်အပြင်သတ်ရှုမှုတွေလုံးဝမဖြစ်နိုင်ဘူးလို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်ဟုတ်ကဲ့ဒီ KNU ရဲ့ထုတ်ပြန်ချက်ထဲမှာတွေ့ရတော့သူတို့ကဒီစစ်တပ်နဲ့တော့ဒီစစ်တပ်ကဒါ21အခင်းချင်းဖြစ်ကြတဲ့ကစစ်တပ်ကဒါနိုင်ငံရေးရတရားဝင်တဲ့စစ်တပ်မဟုတ်ဘူးတဲ့ဒါကြောင့်ဆွေးနွေးစရာအကြောင်းလုံးဝမရှိဘူးပေါ့ KNU အနေနဲ့လုံးဝမရှိဘူးလို့ပြောတယ်ဆိုတော့ KNU အနေနဲ့လုံးဝဆွေးနွေးစရာမရှိဘူးလို့ပြောရင်ဒါ KNU ရဲ့သဘောထားလားကရင်ပြည်သူတို့ရဲ့သဘောထားလားဘယ်လိုမြင်လဲခင်ဗျာဒါစစ်တပ်အခုလက်ရှိစစ်တပ်ကဒီနိုင်ငံတော်ရဲ့အာဏာအချုပ်ချာအာဏာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီအာဏာ300စလုံးကိုတပ်မတော်ကနေထိန်းချုပ်ထားတဲ့သဘောဖြစ်တယ်အဲ့ဒီအပေါ်မှာကြည့်မယ်ဆိုလို့ရှိရင်ဒီလူတွေနဲ့ဒီနိုင်ငံအတွက်ဆောင်ရွက်လိုတဲ့လူတွေကတော့ဒီတပ်မတော်နဲ့မတွေ့ဘဲနဲ့ဘယ်လိုမှဆောင်ရွက်လို့အခွင့်မသာနိုင်ပါဘူးဒီတော့ပူမှုပြီးတော့တောင်မှဒီလိုမျိုးဟိုတင်ပေါ့ညှိနှိုင်းဆောင်ရွက်မှုမလုပ်ဘူးဆိုလို့ရှိရင်ပို့ပြီးတော့အလံဝေးသွားပြီးအကျိုးရုပ်သွားစေနိုင်တဲ့အခြေအနေမျိုးပဲဖြစ်သွားမယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တယောက်အနေနဲ့မြင်တာကတော့တွေ့တင်တယ်ပြီးတော့ဒီတပ်မတော်ကလည်းပဲရခင်ကတည်းကရှိထားတဲ့တပ်မတော်ဖြစ်တယ်ဒီအာဏာသိမ်းလိုက်တာနဲ့တပ်မတော်အစစ်နိုင်ငံတော်တပ်မတော်မဟုတ်တော့ဘူးသွားပြောလို့ကျွန်တော်ထင်တယ်မရဘူးအဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့ဒီတပ်မတော်ဒီတပ်ကရခင် NLD အစိုးရလက်ထက်တုန်းကလည်းဒီတပ်မတော်ပဲအခုလည်းပဲအာဏာကိုအခြေအနေတစ်ခုပေါ်မှာအကြောင်းမျိုးကြောင့်ဒီနိုင်ငံရဲ့အာဏာကိုထိန်းချုပ်လိုက်ပြီးမဲ့လည်းပဲဒီတပ်မတော်ကဒီတပ်မတော်ပဲဒါကြောင့်မို့တရားဝင်တာမဝင်တာလူတွေရဲ့သတ်မှတ်မှုအပေါ်မှာပဲတည်တာကိုဒါကြောင့်မို့ဘယ်လိုပဲဖြစ်နေနိုင်ငံတော်ရဲ့တစ်ခုလုံးအချုပ်ချာအာဏာ300စလုံးကိုထိန်းချုပ်ထားနိုင်တဲ့အနေအထားမျိုးမှာဒီတပ်မတော်နဲ့ပဲစကားပြောဖို့လိုအပ်တယ်တစ်ခုလုံးကိုနိုင်ငံတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်တယ်လို့ပြောတဲ့လူရှိတယ်လို့မထိန်းချုပ်နိုင်ဘူးပြောတဲ့လူလည်းရှိရင်ရှိမှာပဲဒါသူတို့အမြင်နဲ့သူတို့ပြောတယ်တို့ပေမဲ့အခြေအနေကလက်ရှိအခြေအနေကကျွန်တော်တယောက်တည်းမြင်တာကတော့ဒီတပ်မတော်နဲ့ပဲစကားပြောဖို့လိုအပ်တယ်ဒီနိုင်ငံရဲ့ကောင်းကျိုးအတွက်ဆိုလို့ရှိရင်သူတို့နဲ့ပဲတိုင်ပင်ပြီးတော့ဆွေးနွေးပြီးတော့မှရှေ့ဆက်ပဲလို့ဆောင်ရွက်ကြရမလဲဆိုတဲ့အဖြေကိုရှာမှပဲအဆင်ပြေနိုင်မယ်ကျွန်တော်အနေနဲ့အဲ့လိုပဲပြောချင်တယ်ဟုတ်ကဲ့အဲ့မှာကျွန်တော်ခုနဒီပါတီစောမှုစစ်ဖို့ဆိုလဲဒါ KNU ဥက္ကဋ္ဌမဟုတ်တော့ဘူးเนาะသူကဥက္ကဋ္ဌနေနားလိုက်ပြီတခါအဲ့တုန်းကတော့ KNU ဥက္ကဋ္ဌတယောက်အနေနဲ့ကဗိုလ်ချုပ်ကြီးနဲ့တွေ့ဖို့ခက်တယ် KNU ရဲ့သဘောထားကြောင့်ပြောတယ်KNU ရဲ့ဒါဖွဲ့စည်းရဲ့သဘောထားကြောင့်တွေ့ဖို့ခက်တယ်ပေါ့เนาะဆိုတော့သူကအခုဒါလွတ်လပ်သွားတဲ့သူဖြစ်တော့လာပြီးတွေ့လို့ရပါတယ်ဆိုတော့ကျွန်တော်အဲ့ဒီမှာဟိုအထိပ္ပယ်ဖွင့်နေတာပေါ့เนาะ KNU ရဲ့သဘောထားနဲ့ကရင်ပြည်သူလူထုသဘောထားဆိုတာကျွန်တော်အဲ့လိုခွဲခြမ်းနေလိုက်ချင်တယ်ဆိုတော့ပါတီစောမှုစစ်ဖို့ကသူ့ရဲ့လွတ်လပ်တဲ့ free role ပေါ့เนาะလွတ်လပ်သူလွတ်လပ်သွားလာပြောဆိုပိုင်ခွင့်ရှိတဲ့ဟာက KNU မှာကအကန့်အသတ်ရှိပြီးတော့သူဒီတိုင်းအလွတ်တန်းပြောနေမှာပို့ပြီးလွတ်လပ်ပြီးတော့ပို့ပြီးတော့လူလူရဲ့သဘောထားဆန္ဒကိုပိုထင်ရဆိုတာအလုံးလုံးလို့ရတယ်လို့ပြောရင်ရမှာလားအဲ့လိုပြောလို့ရှိရင်ရပါတယ်အမှန်မှအဖွဲ့အစည်းတဲ့တစ်ခုရဲ့သဘောထားနဲ့ KNU ရဲ့သဘောထားနဲ့ကရင်တစ်မျိုးသားလုံးရဲ့သဘောထားဆန္ဒကတော့တထက်တည်းဖြစ်မနေပါဘူး KNU ရဲ့သဘောထားကြတော့ကရင်တစ်မျိုးသားလုံးရဲ့သဘောထားကိုအခြေခံပြီးတော့ပြောတယ်ဆိုပေမဲ့ဒီ KNU ထဲမှာရှိနေတဲ့ခေါင်းဆောင်တွေရဲ့သဘောထားအမြင်တွေနဲ့လည်းသွားပြီးတော့ဆက်နွယ်နေတယ်လို့ပြောရမယ်ဒါကြောင့်မို့ KNU
အစည်းအရုံးကိုဦးစီးရှေ့ဆောင်နေတဲ့ဦးဆောင်မှုပေးနေတဲ့လူပုဂ္ဂိုလ်ကလည်းပဲဒီကရင်တစ်မျိုးသားလုံးရဲ့ဆန္ဒကိုခြုံငုံပြီးတော့မှကိုစားပြုတစ်မျိုးသားလုံးအတွက်ကိုစဉ်းစားမှုတွေအထဲမှာတဲ့မို့တစ်မျိုးသားလုံးရဲ့ဆန္ဒနဲ့တထရဲ့ဖြစ်ချင်မှဖြစ်မယ်သူ့ရဲ့လူပုဂ္ဂိုလ်တူတယောက်ရဲ့ဆန္ဒနဲ့သွားပြီးတော့ဆက်ဆက်နေတဲ့အပေါ်မှာတခါတလေကြတော့သူတို့ရဲ့တူတယောက်ရဲ့ဆန္ဒကအဖွဲ့အစည်းတစ်ခုလုံးကိုလွှမ်းမိုးသွားတဲ့အပေါ်မှာကိုအများစုတစ်မျိုးသားလုံးရဲ့ဆန္ဒနဲ့သွားပြီးတော့နည်းနည်းကွဲလွဲမှုတွေရှိတတ်တယ်လေဒါကြောင့်မို့တထတဲ့ဖြစ်တယ်လို့တူညီနေတယ်လို့တော့ပြောလို့မရဘူးနာကွဲလွဲမှုတော့ရှိကောင်းရှိလိမ့်မယ်အဲ့ဒါကြောင့်မို့အခုအဖိုးကအဖွဲ့အစည်းတဲမှာဆိုတော့အဖွဲ့အစည်းရဲ့စီမင်းစီကံစီမင်းဥပဒေနဲ့ဆောင်ရွက်ရတဲ့အပေါ်မှာအဲ့ဒီအဖွဲ့အစည်းရဲ့စီမင်းစီကံကိုထက်သွင်းဟိုစီကံအတိုင်းလိုက်နာပြီးတော့ဆောင်ရွက်ရတဲ့အပေါ်မှာဒါမလွတ်လပ်တဲ့သဘောရှိတာပေါ့နော်သူ့တူတယောက်ရဲ့ဆန္ဒနဲ့ကွဲလွဲတာတွေရှိတာပေါ့အဲ့ဒီပေါ်မှာသူရဲ့အခုဆိုလို့ရှိရင်အဖွဲ့အစည်းထဲမှာမရှိတဲ့အပေါ်မှာသူအခုကပို့ပြီးတော့လွတ်လပ်သွားတယ်လို့သူခံစားရတာကအဲ့ဒီအခြေခံအကြောင်းတွေကြောင့်ဖြစ်မယ်လို့နဲ့ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ယုံမြင်တယ်ဟုတ်ကဲ့အဲ့မှာလေဒီဟို KNU ရဲ့ကျန်ချက်တစ်ဆောင်ထဲမှာအမှတ်စဉ်၄မှာဆိုရင်ဒီပါတီတို့အဖွဲ့နဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့အခါတဲ့ KNU ထဲမှာရှုပ်ထွေးမှုဖြစ်အောင်လုပ်ရက်ဖြစ်တယ်လို့မျိုးပဲတဲ့ဒါက Federal ပြည်ထောင်စုအတွက်တိုက်ပွဲဝင်နေတဲ့ဒါမဟာမိတ်အဖွဲ့တွေကြားမှာနားလည်မှုလွဲအောင်လှုပ်ဆောင်တဲ့စစ်တပ်ရဲ့အစီအစဉ်သာဖြစ်တယ်ဆိုတာမျိုးသူကပြောတယ်ဆိုတော့ပါတီတို့အဲ့လိုတွေ့ဆုံမှုကဒီသူတို့ရဲ့ KNU ထဲမှာရှုပ်ထွေးသွားအောင်လုပ်တယ်နောက်က Federal တိစောင်းမဲ့ဆိုတဲ့မဟာမိတ်ဖွဲ့တွေကြားထဲမှာရှုပ်ထွေးသွားအောင်လို့စစ်တပ်ကရည်ရွယ်ချက်ရှိလုပ်တာလို့သူတို့ဆွဆွဲထားတာတွေ့ရတယ်ဒီအချက်ကိုရောပါတီဘယ်လိုပြန်ပြချင်လဲခင်ဗျာအဖွဲ့အစည်းတိုင်းမှာတော့သဘောထားကွဲလွဲမှုတွေအမြင်မတူညီမှုတွေကတော့ရှိနေမှာပဲကျွန်တော်တို့အဖွဲ့မှာလည်းပဲဒီလိုမျိုးရှိနေပါတယ်အဖွဲ့အစည်းထဲမှာရှိနေတဲ့အများအနေသဘောတူညီမှုတစ်ခုခြားတာပေမဲ့လည်းပဲအဲ့ဒီသဘောတူညီမှုကအားလုံးရဲ့သဘောဆန္ဒထက်အများစုရဲ့သဘောဆန္ဒတာဖြစ်တယ်အဲ့ဒါမတူညီတဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့ဒီမတူညီမှုတွေကြောင့်တစ်ဖက်ကနားလည်မှုလွဲမအောင်လုပ်တာခေါ်တယ်ပေါ့နော်ဒီနားလည်မှုတွေရှုပ်ထွေးမှုတွေပုံမူတော့ဖြစ်စေတယ်ဆိုတာကတော့ဒါကတော့ဟိုတဲ့ကြည့်တဲ့လူရဲ့ဟိုတဲ့အပေါ်မှာပဲတည်တယ်ကြည့်တဲ့လူရဲ့သဘောဆန္ဒအပေါ်မှာပဲအမြင်ပေါ်မှာပဲသွားပြီးတော့တည်တယ်ဘယ်လိုပဲဖြစ်ဖြစ်သူတို့ရဲ့အမြင်မှာဒီသဘောထားကွဲလွဲမှုကိုကွဲလွဲတယ်လို့ရှင်းမပြောဆိုဘဲနဲ့သဘောထားကွဲလွဲမှုကိုအခြားသူတူတယောက်ရဲ့ဝင်ရောက်ပြီးတော့ကွဲလွဲအောင်လုပ်နေတယ်လို့သွားပြီးတော့ပြင်ပလူတွေကိုသွားပြီးတော့ဆွဆွဲပြောဆိုတာကတော့လည်းပဲသိတဘာဝမကြဘူးကွဲလွဲမှုကိုကလည်းပဲကွဲလွဲသလိုမျိုးမြင်တတ်ဖို့လိုတယ်အခုကဒီကွဲလွဲနေတဲ့အမြင်ရှိနေတဲ့ဟာကိုစုစည်းရမှာကအဖွဲ့အစည်းကိုဥဆောင်မှုပေးနေတဲ့လူကသာလျှင်သူကဆောင်ရွက်ဖို့တာဝန်ရှိတယ်သူများအခြားလူတွေလာပြီးတော့ကွဲလွဲအောင်လုပ်နေပါတယ်လို့သွားပြီးတော့အပြစ်ရှာပြောတာတော့ဒါကတော့သိပြီးတဘာဝမကြဘူးလို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်ပြီးတော့ဒီကွဲလွဲနေတဲ့အမြင်တွေအဖွဲ့အစည်းတွင်းမှာဒီလေလေကွဲလွဲမှုရှိတယ်အဲ့ဒီရှိတာအပြင်အဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့အဖွဲ့တွေအများကြီးရှိတဲ့အပေါ်မှာအခြားအဖွဲ့တွေနဲ့လည်းပဲတထတဲ့တော့ဖြစ်မှာမဟုတ်ပါဘူးကွဲလွဲမှုတွေကတော့ရှိနေမှာပဲဒီကွဲလွဲမှုတွေကကျွန်တော်တို့အဖွဲ့ကိုဥဆောင်နေတဲ့လူတွေကပြန်လဲပြီးတော့တူညီအောင်ဆောင်ရွက်ဖို့ပဲလိုတယ်အခြားလူတွေကိုအပြစ်ရှာပြောဆိုခြင်းအပြင်ဒီကွဲလွဲမှုဒီမတူညီမှုတွေကိုပိုးပြီးတော့ထပ်မံကွဲလွဲသွားစေနိုင်တယ်ကျွန်တော်ကတော့အဲ့လိုမျိုးပဲမြင်တယ်ဟုတ်ကဲ့ကျွန်တော်တို့နားလည်သလောက်လှမ်းပြီးတော့ကရင်ပြည်နယ်ကိုလှမ်းကြည့်မယ်ဆိုရင်ဒီကရင်ပြည်နယ်အတွင်းမှာ KNU က
သဘောထားဆန္ဒကကရင်သဘောထားဆန္ဒသဘောထားတင်းမာနေတာကိုတွေ့ရတယ်ပေါ့နော်တခြားတစ်ဖက်မှာတော့ကရင်ပြည်သူပြည်နေကရင်ပြည်ထဲမှာရှိတဲ့ပြည်ထဲမှာရှိတဲ့ပြည်သူတွေကရင်ပြည်သူတွေကတော့ထွက်ပြေးတိမ်းရှောင်နေရတယ်ပုံများလာတယ်ဆိုတော့စစ်မှတ်ကိုဖန်တီးလေလေကရင်ပြည်သူလူတွေမတိမငြိမ်ဖြစ်လေလေဆိုတော့ဟာမျိုးကိုလှမ်းမြင်ရတယ်ဆိုတော့စစ်မှတ်တွေကိုငြိမ်းချမ်းခြင်းနဲ့ကရင်ပြည်သူလူထုကဘယ်လောက်ရာခိုင်နှုန်းလောက်များဘယ်လောက်လောက်ရှိနေပြီးတော့စစ်မှတ်တွေကိုထပ်ပြီးတော့မဖြစ်ဖြစ်အောင်ဖန်တီးနေတယ်ဆိုဘယ်လောက်ရှိတယ်ဆိုတော့အဲ့လိုနှစ်ခုကွဲတော့တွေ့ရတယ်ဆိုတော့ပါတီတို့ပြီးခဲ့တဲ့တလောကဟိုဘုံမတူတို့ကတော့သွားတွေ့တာကရင်တက်မ6ထဲမှာသွားတာတွေ့ရတယ်ဆိုတော့အဲ့ကရင်ပြည်သူလူထုရဲ့သဘောထားအမှန်ကပါလဲတကယ်ပဲစစ်တပ်နဲ့ရင်ဆိုင်တိုက်ပါလို့KNU ကိုသဘောထားဆန္ဒပေးပို့ကြတာလားဒါမှမဟုတ်တိုက်ပွဲရက်ကြပါလို့သူတို့ပြောချင်တာလားသူတို့ message ကပါလဲဟုတ်တယ်ကျွန်တော်တို့ဒေသနေလူထုတွေကတော့ငြိမ်းချမ်းခြင်းကြတဲ့လူထုတွေကြီးပဲများပါတယ်အားလုံးကငြိမ်းချမ်းစေလို့တယ်ဒါကြောင့်မို့စစ်ဖြစ်တာတော့မလိုလားပါဘူးအရင်တုန်းကလည်းပဲဒီစစ်တွေကကရင်ပြည်သူတွေလိုလားတာမဟုတ်ဘူးစစ်မဖြစ်အောင်ဆောင်ရွက်ပေးကြဖို့ပဲတောင်းဆိုနေကြပါတယ်တိုက်ပွဲမဖြစ်အောင်သူတို့တောင်းဆိုတယ်တိုက်ပွဲကိုလည်းပေးဖော်ကျင်ကြပါဘူးလူထုအများစုကအဲ့လိုမျိုးဖြစ်တဲ့အပေါ်မှာငြိမ်းချမ်းမှုကိုပဲသူတို့သွားလို့တဲ့ပြည်သူတွေကအများစုပါပြီးတော့ဒီလိုလူထုတွေကဆန္ဒရှိတယ်ဆိုပေမဲ့စစ်ပွဲဖြစ်ပေါ်လာအောင်ဖို့အကြောင်းမျိုးပေါ့နော်စစ်ပွဲတွေကတော့ဖြစ်လာခဲ့တာပဲဖြစ်လာနေပြီဒီစစ်ပွဲကိုအဆုံးသတ်ဖို့ငြိမ်းဖို့အများစုကလူထုအများစုရဲ့ဆန္ဒပါငြိမ်းစေခြင်းတယ်စစ်ပွဲကိုရပ်စေခြင်းတယ်စစ်ပွဲနောက်ထပ်မပြီးဖြစ်စေခြင်းဘူးပေါ့နော်အဲ့ဒါအများစုရဲ့လူထုတွေရဲ့အများစုဆန္ဒပါဒါပေမဲ့နှစ်ရှည်လများစစ်ပွဲတွေဖြစ်လာတဲ့အပေါ်မှာစစ်ကြောင့်အကျိုးဖြစ်ထွန်းမှုသူတို့အတွက်အကျိုးရှိစေတဲ့ဟာတွေစစ်ပွဲကိုဖန်တီးပြီးတော့မှအကျိုးအများရရှိအောင်လုပ်နေတဲ့လူတချို့ရှိနေသလိုပဲလို့ကျွန်တော်အနေနဲ့အဲ့လိုမျိုးပဲပြောချင်တယ်။ဘာဖြစ်လဲဆိုတော့စစ်ကိုအမိပြုတ်ပြီးတော့မှအကျိုးဖြစ်ထွန်းတဲ့လူတွေပေါ့နော်။စစ်ကိုအကြောင်းပြုတ်ပြီးမှဒီစစ်ပွဲကိုအကြောင်းပြုတ်ပြီးတော့မှအကျိုးရှိအောင်သူတို့ရဲ့အကျိုးစီးပွားပေါ့နော်။သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကျွန်တော်တို့အများပြည်သူရဲ့အကျိုးစီးပွားအကျိုးပေါ့။အဲ့ဒါစစ်ကြောင့်သူတို့လူနည်းစုတချို့တွေရဲ့အကျိုးဖြစ်ထွန်းမှုရှိနေတာကိုစစ်ကိုအကြောင်းပြုပြီးတော့မှအကျိုးဖြစ်ထွန်းတဲ့လူတချို့ရှိတယ်နော်အဲ့ဒါအနည်းစုပေါ့အဲ့ဒီလူတွေကတော့စစ်ပွဲကိုမဖြစ်အောင်ဖန်တီးလို့တဲ့ဆောင်ရွက်မှုကတော့ရှိနေတယ်အဲ့လိုပဲကျွန်တော်ပြောခြင်းတယ်โอเคအဲ့တော့ဗာတီအမလေးကျွန်တော်တခုကောက်ချက်ချတာပေါ့ကျွန်တော်ကကောက်ချက်ချပြရစီတခုပေါ့ဆိုတော့ KNU ရဲ့လက်ရှိလှုပ်ရှားလှုပ်ဆောင်ချက်တွေထုံ့ပြန်ချက်တွေကဒါဆိုရင်ကရင်ပြည်သူလူထုတစ်မျိုးသားလုံးကိုလွှမ်းခြုံပြီးတော့သူတို့ကရင်ပြည်သူလူထုတစ်မျိုးသားလုံးရဲ့သဘောထားနဲ့တိုက်ရိုက်အချိုးကျနေခြင်းမရှိဘူးလို့ပြောရင်ကောက်ချက်ချမယ်ဆိုရင်ကောက်ချက်ချလို့ရနိုင်လားထပ်ပြောပါဦး KNU ရဲ့ထုတ်ပြန်ချက်တွေလှုပ်ဆောင်ချက်တွေနဲ့သူ့ရဲ့ဒီလက်နက်ကင်လှုပ်ရှားမှုတွေကကရင်ပြည်သူလူထုရဲ့လိုချင်တဲ့ငြိမ်းချမ်းရေးဆိုတာနဲ့ထပ်တူအချိုးကျမနေဘဲနဲ့ဆန့်ကျင်ဘက်မှာသွားရှိနေတယ်လို့ကောက်ချက်ချမယ်ဆိုရင်မှန်သလားတချို့အချက်ဒီမှာတော့မှန်တယ်လို့ပဲပြောရမှာအခုတိုက်ပွဲတွေဖြစ်နေတယ်လက်ရှိကျွန်တော်တို့ရဲ့ဒေသမှာဒီတိုက်ပွဲတွေဟာအမှန်မှာလူထုတွေတောင်းဆိုလို့ဖြစ်ပေါ်လာတဲ့တိုက်ပွဲမဟုတ်ဘူးတိုက်ပွဲဖြစ်အောင်မဖြစ်အောင်ဆောင်ရွက်စေလိုတဲ့လူတွေရဲ့ဟိုတယ်ပေါ့ဆောင်ရွက်စေခြင်းတဲ့လူတွေရဲ့ဆန္ဒနဲ့အဲ့ဒါရှေ့ဆောင်မှုညွန်ကြားမှုပေးနေတယ်လို့ပဲကျွန်တော်မြင်တယ်တချို့လေတိုက်ပွဲမှာလူထုတွေကစစ်ပွဲကိုမပေးဖြစ်စေခြင်းဘူးတိုက်ပွဲကိုလည်းမပေးဖြစ်စေခြင်းဘူးမပေးဖြစ်ခြင်းဘူးကျွန်တော်သွားလေရာမှာလူထုတွေရဲ့ဆန္ဒလူထုတွေနဲ့တွေ့ဆုံပြီးတော့ပြောဆိုတော့လူထုတွေကဘယ်လူထုကမှတိုက်ပွဲကိုပြန်ပြီးတော့ဖော်ပါဒီပမတ္တမတော်ကိုတခါလဲအကုန်စင်သုတ်တင်ရှင်းလင်းတိုက်ခိုက်ပြစ်လိုက်ပါတောင်းဆိုတဲ့လူထုတွေကတော့ကျွန်တော်မတွေ့ဘူးဒါပေမဲ့ဒီလိုမျိုးစနစ်ပေါ့နော်စစ်ကိုဖြစ်စေတဲ့
စနစ်ကိုတော့သူတို့မလိုချင်တာတော့အမှန်ပဲသူ့မဲ့တိုက်ပွဲကိုတော့သူတို့မလိုချင်ပါဘူးမပေးဖြစ်စေချင်ဘူးနော်ဒါစနစ်နဲ့ပဲသွားပြီးတော့ဆက်ဆက်ပြောဆိုရမှာဖြစ်တယ်သူတို့ဒီစစ်ပွဲတွေဖြစ်မှပဲအကျိုးရှိစေတဲ့အကျိုးဖြစ်ထွန်းနေတဲ့လူတွေကြတော့ဒီတိုက်ပွဲကိုဖြစ်မဲ့နီးစနစ်ပေါ့ကိုကျင့်သုံးသွားမှာပဲဒါကြောင့်မို့ကျွန်တော်ပြောချင်တာကတော့အဲ့ဒီဟိုတယ်ပေါ့ဒီစနစ်ကိုလူတွေကတော့အားလုံးကမကြိုက်ဘူးတချို့လေအကျိုးရှိတဲ့လူတွေကြတော့ကြိုက်ရင်ကြိုက်မှာပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့ပြည်သူလူထုတွေကတော့ဒီဟိုတယ်တိုက်ပွဲတွေကိုမဖြစ်ထုံးစီချက်မဖြစ်စေချင်တဲ့အပေါ်မှာတချို့တလေရဲ့တည်င်းဖော်ပြချက်ဟာလူထုရဲ့ဆန္ဒနဲ့တထပ်တယ်မဖြစ်ဘူးလို့ပဲကျွန်တော်မြင်ပါတယ်โอเคနောက်တစ်ခါ message လေးတစ်ခုပေါ့နော်နှိုင်းရှင်ဥပမာလေးတစ်ခုထပ်ပေးပြရစီဘာလဲဆိုဥပမာကျွန်တော်ဒီမှာအတွေးထဲမှာပေါ်လာတာပေါ့နော်စစ်တပ်ဟာတနိုင်ငံလုံးကပြည်သူလူထုကိုကိုစားမပြုတ်ဘူးဆိုတဲ့စကားနောက်တစ်ခုက NUG ဟာတနိုင်ငံလုံးရဲ့ပြည်သူကိုကိုစားမပြုတ်ဘူးဆိုတဲ့စကား NLD ဟာတနိုင်ငံလုံးကိုကိုစားမပြုတ်ဘူးဆိုတဲ့စကားဒီလိုစကားမျိုးတကယ်တော့ပဲ KNU ဟာကရင်တမျိုးသားလုံးအပေါ်မှာလွှမ်းခြုံပြီးကိုစားမပြုတ်နိုင်ပါဘူးလို့ကောက်ချက်ပြန်ဆွဲမယ်ဆိုရင်ပေါ့ဒါတော့ဖြစ်နိုင်လားဒီပေါ်အဲ့လိုမျိုးဒီ KNU စတင်ဖွဲ့စည်းခါစားကတော့တမျိုးသားလုံးပေါ့နော်တမျိုးသားလုံးကိုကိုစားပြုတ်တဲ့အဖွဲ့အစည်းတရားတွေနဲ့ဖွဲ့စည်းခဲ့တာတော့အမှန်ပဲသို့ပေမဲ့ KNU အတွင်းထဲမှာတူညီတဲ့သဘောထားတွေမရှိတဲ့အပေါ်မှာသဘောထားတွေကွဲလွဲသွားတာပေါ့နော်အဖွဲ့အစည်းတွင်သင်ခွဲတွေဖြစ်ပေါ်လာတာပေါ့နေ့ရှည်လများဖြစ်လာတဲ့အပေါ်မှာအဲ့ဒီအပေါ်မှာပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဆင့်ဆင့် KNU ကိုဥဆောင်မှုပေးနေတဲ့လူတွေကအဲ့ဒီသင်ခွဲပြဿနာကြောင့်ပြောရမယ်ဆိုလို့ရှိရင်တမျိုးသားလုံးကိုစားပြုတ်နေတယ်လို့ပြောလို့ရှိရင်ပြောရခဲ့တဲ့အနေအထားမျိုးမှာဖြစ်နေတယ်ကျွန်တော်အဲ့လောက်ပဲဖြေပြရစီโอเค KNU ရဲ့မူလဘဟုထုတ်ပြန်မူလစတင်ဖွဲ့စည်းတုန်းကတော့ KNU ရဲ့မူတွေဟာကျွန်တော်လေ့လာကြည့်တဲ့အခါမှာတကယ်ကိုပဲအားကောင်းခဲ့တာတွေ့ရတယ်ကိုမူတွေကိုလည်းကောင်းခဲ့တာတွေ့ရတယ်ဒါပေမဲ့ဟိုသူတို့ဒီကရင်အနာဂတ်ကိုကရင်နေရာပဲဆုံးဖြတ်ရမယ်ဆိုတာမျိုးဒီစသဖြင့်ပေါ့လေဒါမျိုးတွေရှိတယ်ဆိုတော့အခုနောက်ပိုင်း KNU ရဲ့ဒီဟာကမူစားဖခင်ကြီးတွေ KNU ရဲ့ဥဆောင်ထူထောင်သူဖခင်ကြီးတွေရဲ့သဘောထားတွေနဲ့လက်ရှိလူတွေလုပ်နေတဲ့လုပ်ရက်တွေဟာဗရာတလန်တန်တလန်ဖြစ်လာတယ်လို့တွေ့ရတယ်လို့ကျွန်တော်တို့ဟိုထုတ်ပြန်ချက်တွေကိုကြည့်ရင်တွေ့ရတယ်ပေါ့နော်ဆိုတော့ပါတီရောအဲ့ဒါကိုဘယ်လိုများပြောချင်လဲခင်ဗျာပါတီတို့ကဒီခေတ်အများကြီးကိုဖျက်ဆီးခဲ့ပြီဆိုတော့လေအဲ့ဒါကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ခုနသဘောထားကွဲလဲမှုကိုအခြေခံပြီးတော့မှဖြစ်လာတဲ့အကြောင်းအချက်တွေပဲလို့ကျွန်တော်အနေနဲ့ကတော့မြင်ပါတယ်ဒီဒါကလည်းပဲအခုလက်ရှိထုတ်ပြန်ကြေညာချက်ဒီကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကဲအမျိုးသားဒုတိယလုံးရဲ့စန္ဒနဲ့လည်းတထတည်းမဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်အဲ့လိုမျိုးထုတ်ပြန်ချက်တွေဟာအမျိုးသားဒုတိယလုံးရဲ့အကျိုးစီးပွားကိုသွားပြီးတော့မှဟိုတယ်ပေါ့အခြေခံတဲ့ထုတ်ပြန်ကြေညာချက်မျိုးမဟုတ်ဘူးလို့ပဲကျွန်တော်ကတော့ဆိုချင်တယ်โอเคဟို KNU ရဲ့ဟိုပြီးခဲ့တဲ့ဟိုရက်တရာပေါ့ KNU ဥက္ကဋ္ဌအသစ်တက်လာပြီးရက်တရာမှာသတင်းစာရှင်းလင်းပွဲမှာသူတို့ပြောခဲ့တာရှိပါတယ်အတွင်းမှုတယောက်ကကိုယ်တိုင်ထုတ်တယ်ပြောခဲ့တာပေါ့နော်သူကဘာပြောခဲ့လဲဆိုတော့NCA စာချုပ်ပြည့်ပြည့်ပြီဆိုတဲ့စကားမျိုးကိုသူကပြောလိုက်တာတွေ့ရပါတယ်ကျွန်တော်တို့နားလည်တာကတော့စာချုပ်ပြည့်ပြည့်ပြီဆိုတာကိုနှုတ်နဲ့ပြောတာထက်ဆိုင်တရားဝင်စာထုတ်ရတယ်လို့ကျွန်တော်တို့နားလည်ပါတယ်ဒါအသင်းဖွဲ့ရင်ပုံမှာအဖွဲ့အစည်းပုံမှာစာထုတ်ရတယ်လို့နားလည်ဒါမှတရားဝင်ဖြစ်တယ်လို့ခေါ်ပါတယ်ဆိုတော့ဗဇက်နဲ့ပြောတာဆိုတာကတော့ကျွန်တော်တို့ထင်တယ်ဗဇက်နဲ့ပြောတာကိုအထင်ကြီးယူဆချက်ကိုခံယူချက်ခါးစားချက်ကိုပြောတာလို့ကျွန်တော်တို့နားလည်ပါတယ်ဆိုတော့ NCA စာချုပ်ကိုပြည့်ပြည့်ပြီလို့အဲ့လိုနှုတ်ကနေထုတ်ပြောတာကိုအချင်းချင်းပြောလာတာကိုတွေ့ရတယ်ဆိုတော့ NCA စာချုပ်ဆိုတာအဲ့လိုမျိုးဗဇက်ကနေပြောချင်နိုင်ပြောပြစ်ချင်နိုင်ပြစ်လို့ရတဲ့အရာလို့ပြောလို့ရမှာပေါ့ဘာလို့အတွေ့အကြုံတွေပြောမလဲ NCA စာချုပ်ကပြောရမယ်ကျွန်တော်လိလာမိတလောက်ပေါ့နော်ပြီးတော့ပါလဲပါဝင်ခဲ့ပါတယ်အစပြိုဆောင်ရွက်စဉ်တုန်းကကျွန်တော်တို့လည်းပဲပနာမအဆင့်
တွေ့ဆုံဆွေးနွေးမှုကအစပေါ့နော် NCA ဖြစ်ပေါ်လာတဲ့အထိပါဝင်ခဲ့တဲ့အချို့နေရာတွေမှာလည်းရှိခဲ့ပါတယ်အဲ့ဒီသိရသလောက်ဆိုလို့ရှိရင်ဒီလိုမျိုးစာချုပ်မျိုးကပမာပြည်ပါတကယ်ဟိုတယ်ပေါ့တကယ်အပြည့်စုံဆုံးစာချုပ်လို့ပြောလို့ရှိရင်မမှားဘူးပြီးတော့အနှစ်သာရအရှိဆုံးတိုင်းပြည်ရဲ့အနာဂတ်အတွက်ငြိမ်းချမ်းအောင်ဖော်ဆောင်ဖို့အတွက်ဆိုလို့ရှိရင်တကယ်တန်ဖိုးရှိဆုံးစာချုပ်တစ်ခုလို့ကျွန်တော်မြင်တယ်ပြီးတော့ NCA စာချုပ်ချုပ်ခဲ့တဲ့အချိန်မှာတော့လည်းပဲနိုင်ငံတကာရှေ့မှောက်မှာချုပ်ခဲ့တယ်ပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်းပဲမစုံညီသည့်တောင်မှ18ခု10ခုနောက်ထပ်ဖြစ်ပေါ်လာတဲ့အဆင့်အထိအဖွဲ့အစည်း10ခုပါဝင်ပြီးတော့ချုပ်ဆိုလာခဲ့တဲ့အဖွဲ့စာချုပ်ကြီးတစ်ခုဖြစ်တယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့စာချုပ်ကိုဒီလိုမျိုးပဲလက်လွတ်စပယ်ပြက်ပြက်ပြီးလို့သွားပြောလို့မရပါဘူးဒီစာချုပ်တဲမှာပါရှိတဲ့အချက်တွေကလည်းတကယ်နိုင်ငံအတွက်ကောင်းကျိုးဖြစ်စေတဲ့အချက်တွေမို့လို့ဒီလိုမျိုးလက်လွတ်စပယ်သူတို့အနေနဲ့ပြက်ပြက်ပြီးပြောတာလည်းပဲကျွန်တော်တို့ရခင်ချုပ်ဆိုခဲ့တဲ့ကျွန်တော်တို့ခေါင်းဆောင်တွေကိုလည်းစော်ကားရအလေးမထားရရောက်ပါတယ်ပြီးတော့စာချုပ်ကတကယ်ခေါင်းဆောင်ကြီးတွေချုပ်ဆိုထားတဲ့ဟာလည်းဖြစ်တယ်လို့ပြီးတော့နိုင်ငံထဲမှာရှိနေတဲ့တကယ်ဟိုတင်ပေါ့လွတ်တော်ထဲကိုတရားဝင်ဖြစ်စေဖို့အတွက်ဒါလွတ်တော်ထဲမှာအတီးပြုတ်ပြီးတော့ဥပဒေကဲ့သို့တီရှိခဲ့တဲ့စာချုပ်လည်းဖြစ်တယ်ဒီတော့သူတို့လက်လွတ်စပယ်ဒီလိုမျိုးပြောဆိုတာထက်ဒီဥပဒေကဲ့သို့တီရှိပြီးအတီးပြုတ်ပြီးလွတ်တော်ထဲမှာအတီးပြုတ်ပြီးအချက်လက်တွေအများကြီးပါခဲ့တဲ့အပေါ်မှာဒါဒီတိုင်းလက်လွတ်စပယ်ပြောရုံနဲ့တော့ပြက်မသွားနိုင်ပါဘူးသူတို့တစ်ဖက်ဖွဲ့ကဒီစာချုပ်ကိုပြက်ပြကြောင်းထုတ်ပြန်ကြေညာချက်အနေနဲ့သူတို့ထုတ်ခဲ့မယ်ဆိုလို့ရှိရင်တမျိုးမြင်လို့ရပါတယ်ဒါဒီလိုမျိုးElizabethလွယ်လင်းကိုအဲ့လိုမျိုးပြက်ကြောင်းပြောရုံနဲ့တော့ဒီစာချုပ်ဟာပြက်မသွားနိုင်ဘူးလို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်โอเคအခုကျွန်တော်တို့ရန်ဆိုင်ကြုံတွေ့နေရတဲ့ဟိုအကြောင်းအရာလေးတစ်ခုရှိပါတယ်ဒါပါတီတို့ဘိုးချုပ်မှုကြီးနဲ့တွားတွေ့ပြီးတဲ့နောက်မှာပါတီတို့တွေ့တဲ့လူတွေအကုန်လုံးကိုဒါကဟိုစစ်တပ်ဘက်တော်သားတွေဖြစ်ကုန်ပြီတနည်းအားဖြင့်ကျွန်တော်ဒီဘက်ခေတ်ခေါ်စစ်တပ်ဘောမာတွေဖြစ်ကုန်ပြီပေါ့စသဖြင့်ပါတီတို့ရဲ့ရှေ့မှာတောက်လျှောက်လှုပ်လာခဲ့တဲ့ဟိုတိုက်ပြည်တွေလှုပ်လာခဲ့တဲ့ကိုဒေတာလူမျိုးကောင်းကျိုးတွေလှုပ်လာခဲ့တဲ့ဟာတွေအကုန်လုံးကိုချက်ချင်းနေချင်းမေ့ဖြောက်ပြီးတော့ဒီလိုမျိုးဆွဆွတွေပြောဆိုလာတဲ့အခါပါတီတို့ကိုယ်တိုင်ကရောတောက်လျှောက်လှုပ်လာခဲ့တဲ့အခါကျတော့စိတ်ထဲမှာတစ်ခါတလေကျတော့လူကရင်ပြည်သူလူထုကို message ပေးချင်တယ်များပြန်ရှိလာတယ်ကျွန်တော်တို့ကိုဘောမလို့ပဲပြောတစ်ဖက်တမတော်ရဲ့အလူတော်ရှိလို့ပဲပြောပေါ့ကျွန်တော်တို့ကတော့အများပြည်သူအတွက်ဆောင်ရွက်နေတဲ့အပေါ်မှာကိုစိတ်ချတယ်တမတော်အတွက်အကျိုးလည်းရှိစေရမယ်ကိုပြည်သူတွေအတွက်လည်းပဲအကျိုးရှိစေရမယ်ဆိုတော့ကျွန်တော်တို့အဖြေကိုရှာတာပါပြီးတော့နီလန်းကိုရှာတာပါအားလုံးအတွက်တနိုင်ငံလုံးမှာရှိနေတဲ့ပြည်သူတွေအားလုံးပေါ့နော်တမတော်သားတွေလည်းပါမှာပဲဘာဖြစ်လို့လဲဆိုတော့တမတော်သားကလည်းနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်အစိုးရသည်လည်းပဲနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုပြည်သူလည်းပဲဒီနိုင်ငံထဲမှာရှိတဲ့နိုင်ငံအစိတ်အပိုင်းတွေတစ်ခုချင်းစီအကုန်လုံးပါပဲအဲ့ဒီအပေါ်မှာကျွန်တော်တို့အားလုံးအတွက်ပေါ့တမတော်အတွက်ရောပြည်သူအတွက်ပါကျွန်တော်တို့ကြံတဲ့တိုင်းသားအဖွဲ့အစည်းအသီးသီးအားလုံးကောင်းမှုအတွက်ကျွန်တော်တို့ရည်ရွယ်ပြီးမှဆောင်ရွက်တဲ့အပေါ်မှာပြောဆိုတဲ့အပေါ်မှာကျွန်တော်ကတော့သူတို့ဘယ်လိုပဲမြင်ဘယ်လိုပဲပြောကျွန်တော်တို့ကိုကျွန်တော်တို့ဟိုတဲပါတယ်စိတ်လုံတယ်ပြီးတော့သူတို့ဘောမတဲ့ပြောပေမဲ့လည်းပဲကျွန်တော်တို့ပြောဆိုတဲ့နေရာမှာအချင်းချင်းအပြန်အလှန်ပေါ့နော်သဘောတူညီမှုတစ်ခုရရှိနိုင်ဖို့အတွက်ဆိုလို့ရှိရင်တယောက်နဲ့တယောက်စာနာစိတ်နဲ့သူ့ဘက်ကိုယ့်ဘက်ချင်းချင်းသုံးသပ်စဉ်းစားပြီးတော့မှပြောဆိုလာတဲ့စကားတွေအပေါ်မှာပြန်ကြည့်လိုက်ဖို့ပြန်အသေးစိတ်ပြန်ကြည့်ဖို့လိုအပ်တယ်ကျွန်တော်တို့ပြောတာအကုန်လုံးကပြန်လဲသင့်မြတ်ပြီးတော့မှ
အားလုံးကအားလုံးအကျိုးရှိစေတဲ့ဟာကိုပြောဆိုကြတဲ့အပေါ်မှာကျွန်တော်တို့ကတော့သူများဘာပြောလေဒါပြန်လည်သိမြတ်ဖို့အတွက်ပြောဆိုတယ်ဆိုတော့နိုင်ငံအတွက်လည်းကောင်းတယ်အခြားသူတွေလည်းကောင်းတယ်တည်တည်မြတ်မြတ်ရှိမှပဲကျွန်တော်တို့တမတော်နဲ့ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေတည်တည်မြတ်မြတ်ရှိမှပဲငြိမ်းချမ်းသွားမှာကိုတည်ငြိမ်မှုတွေရရှိသွားမှာမို့လို့သူများဘာပြောကျွန်တော်တို့ကသူတို့ကိုဘယ်လိုမှမမြင်ဘူးသူတို့ဘယ်လိုပဲမြင်ကျွန်တော်တို့ကတော့စိတ်တန်ပဲတဘောတော့ထားရှိတာပေါ့နော်စိတ်ထားရှိပါတယ်အဲ့လိုပဲပြောခြင်းတယ်အဲ့တော့ဗာတီတို့ခုဘိုးချုပ်ကြီးမြောက်နဲ့တွားတွေ့တဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီ KNU ရဲ့ထုတ်ပြန်ချက်ကိုကျွန်တော်တို့ပြန်ပြီးတော့ကောက်ချက်ချကြည့်တယ်နော် KNU ကတာဝန်ရှိလက်ရှိတာဝန်ယူထားသူတွေရဲ့အချို့ကမီဒီယာမှာထွက်ပြောတာတွေကျွန်တော်တို့ခြုံငုံကြည့်လိုက်တဲ့အခါမှာကျွန်တော်နားလည်နေတာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဗာတီတို့ရဲ့ဒီလိုမျိုးတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအတွက်လှုပ်ရှားနေတာတွေကိုသူတို့မှာတော်တော်လေးကြောက်ရွံ့တုန်လှုပ်နေတဲ့ပုံပေါ်တယ်ငြိမ်းချမ်းသွားမှာကိုသူတို့ကြောက်ရွံ့တုန်လှုပ်နေတဲ့ပုံပေါ်တယ်ပေါ့နော်အဲ့လိုကျွန်တော်တို့ကောက်ချက်ချခြင်းတယ်အဲ့လိုပြောရင်ရမလားသူတို့တော်တော်တုန်လှုပ်နေတဲ့ပုံပေါ်ပါတယ်ခင်ဗျာပေါ့အဖွဲ့အစည်းထဲမှာကျွန်တော်တို့အဖွဲ့အစည်းထဲမှာလူတွေအမျိုးမျိုးပါတာကိုတချို့လေကြတော့ခုနကတော့တိုင်းပြည်ငြိမ်းချမ်းသွားတယ်ဆိုလို့ရှိရင်သူတို့ဘာဖြစ်လို့ထိတ်လန့်နေလဲပြန်စဉ်းစားမယ်ဆိုလို့ရှိရင်အကျိုးစီးပွားနဲ့တွားပြီးတော့ဆက်ဆက်နေမယ်စစ်ဖြစ်နေမှအကျိုးဖြစ်ထုံးတဲ့လူတွေကတော့သူတို့တော်တော်လေးကိုစိုးရိမ်နေကြမှာပေါ့တကယ်တမ်းကျတော့ငြိမ်းချမ်းမှပဲကောင်းတဲ့အပေါ်မှာကျွန်တော်တို့ရဲ့ဆောင်ရွက်မှုငြိမ်းချမ်းအောင်ဆောင်ရွက်နေမှုကိုတော့သူတို့ထောက်ခံသွားမှာပါဟုတ်ကဲ့အဲ့တော့ကျွန်တော်နိုင်ရှင်ပြချင်တဲ့တခုပေါ်လာတယ်ပါတီစုံမှုတို့စစ်ဘိုးဥက္ကဋ္ဌတာဝန်ယူထားစဉ်သမ္မတကြီးဦးသိန်းစိန်လက်ထက်တုန်းကကရင်ပြည်နယ်ရဲ့ငြိမ်းချမ်းမှုမျိုးဟာကျွန်တော်တို့အားလုံးတိုင်းပြည်လုံးဝိုင်းပြီးတော့ကျင်းတဲ့သဘောကျပီတိဖြစ်ရတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်အဲ့တော့ဦးသိန်းစိန်ဆိုတာအလွန်တောင်ဆောင်စုကြည်ဆိုတာပြီးတော့နောက်ခု2021အခင်းချင်းပေါ်လာတဲ့နောက်မှာကရင်ပြည်နယ်မှာစစ်မီးတွေတောက်ကုန်တယ်အဲ့တော့ကျွန်တော်တို့ဘေးကကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရတယ်ဆိုတော့ခုပါတီတို့စူးစမ်းနေတာကဦးသိန်းစိန်အစိုးရတို့ကကရင်ပြည်နယ်ငြိမ်းချမ်းခဲ့တယ်လို့မျိုးပါတီစုံမှုလူစီဘူးဦးဆောင်ဥက္ကဋ္ဌဖြစ်စဉ်ကစူးစမ်းခဲ့တယ်လို့မျိုးဘဝကိုပြန်ရောက်ဖို့စူးစမ်းတယ်လို့ကျွန်တော်မြင်ပါတယ်အခုလက်ရှိ KNU ရဲ့တာဝန်ရှိသူတွေကြတော့အဲ့ဒီဘဝကိုပြန်သွားမှာကိုစိုးရိမ်နေပုံရတယ်လို့ကျွန်တော်ကကောက်ချက်ချချင်ပါတယ်ဆိုတော့ကရင်ပြည်သူလူထုကိုအဲ့ဒါကိုရှင်းလင်းတဲ့ message ပေးလို့ရမှာနောက်တော့မြန်မာတိုင်းလုံးကိုကျွန်တော်တို့ကဒီနိုင်ငံနှိရှေလများစစ်ဖြစ်လာတဲ့အပေါ်မှာပြည်သူတွေကလည်းဒုက္ခရောက်တယ်နိုင်ငံကလည်းချုပ်ချုပ်ကြပြီးတော့မွဲပြကြနေကုန်ပြီအဲ့ဒီအပေါ်မှာကျွန်တော်တို့ကတော့ဒီစစ်ကိုအတတ်နိုင်ဆုံးအမြန်ပြီးစေခြင်းနဲ့ရက်စေခြင်းတာပေါ့နော်ပြစ်ခတ်တိုက်ခိုက်မှုတွေကိုရှောင်ရှားပြီးတော့မှနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆောင်ရွက်ကြဖို့လိုအပ်နေပြီဒီတော့ကျွန်တော်တို့ကအဲ့လိုမျိုးရည်ရွယ်ပြီးတော့အစဉ်တစိုက်လုပ်ခဲ့တယ်ဒါကလည်းပဲခုနကတော့ကျွန်တော်ပြောသလိုမျိုးဒီနိုင်ငံငြိမ်းချမ်းအောင်ပေါ့နော်ဆောင်ရွက်သွားလို့စိတ်နဲ့ဆောင်ရွက်တယ်အခုခီးစရာလည်းပဲပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီကြီးရွယ်ချက်နဲ့လာအစပြိုးလာခဲ့တယ်မဟုတ်ပေမဲ့လည်းပဲဆန္ဒကစိတ်ထဲမှာရှိတဲ့အပေါ်မှာဒီလိုမျိုးလာခြင်းအပြင်ငြိမ်းချမ်းမှုကိုပြည်တွင်းငြိမ်းချမ်းစီလိုတဲ့ဆန္ဒရှိတဲ့အပေါ်မှာဒီဆောင်ရွက်မှုဒီလာရောက်တွေ့ဆုံမှုဒီငြိမ်းချမ်းအောင်ဖြစ်စေနိုင်တဲ့လမ်းစာဖြစ်သွားလောက်တဲ့အနေအထားမျိုးရောက်ရှိသွားစေနိုင်တာပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ကဆန္ဒကဒီလိုမျိုးပဲငြိမ်းချမ်းအောင်ဆောင်ရွက်လိုနေတာကိုဒါကြောင့်မို့ငြိမ်းချမ်းမှုအတွက်အကျိုးဖြစ်စေတဲ့အပေါ်မှာအကျိုးကိုလိုလားတဲ့ငြိမ်းချမ်းစေလိုတဲ့လူတို့ကဝမ်းမြောက်ဝမ်းသာဖြစ်မယ်ခုနကတော့မငြိမ်းချမ်းဘဲနဲ့မငြိမ်းချမ်းရင်သူတို့အတွက်ပို့ပြီးတော့အကျိုးရှိစေတဲ့လူတွေကြတော့ကျွန်တော်တို့ကိုအပြစ်အနေနဲ့မြင်ပါပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်မြင်ပါတယ်ဟုတ်အဲ့တော့နောက်ဆုံးမေကွန်းနေလည်းမေကွန်းတော့မဟုတ်တော့ပါဘူးပါတီအနေနဲ့ရောဒီကရင်ပြည်နယ်ငြိမ်းချမ်းရေးတိုင်းပြည်လုံးတည်ငြိမ်အေးချမ်းရေးနဲ့ပတ်သက်ပြီးတော့ကရင်လူထုတရားလုံးကိုဖြစ်စေနောက်မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားအသီးသီးကိုဖြစ်စေမြန်မာနိုင်ငံသားအားလုံးဖြစ်စေပါတီတို့ရဲ့တကယ်ကျင်းတဲ့ဆန္ဒနဲ့တကယ်ပြောချင်တဲ့ message ကဘာများဖြစ်မလဲဒါလေးပြောပြပါ
ကျွန်တော်တို့ဒေသနဲ့ပြည်သူလူထုတွေကတော့စစ်ကြောက်ဆင်းရဲမွဲတည်ကုန်ပါပြီပြီးတော့လည်းပဲစစ်ကြောက်ဘဝပြက်နေကုန်ပြီလို့ပြောလို့ရှိရင်လည်းပဲမမှားပါဘူးဒါကြောင့်မို့ဒီစစ်တွေကိုရပ်ပြီးတော့မှဒီနိုင်ငံငြိမ်းချမ်းအောင်ဆောင်ရွက်ဖို့ကျွန်တော်တို့မှာဆန္ဒရှိတယ်အဲ့လိုမျိုးဖြစ်ပေါ်လာအောင်လဲဆောင်ရွက်လို့စိတ်ရှိတယ်ဒီလိုကျွန်တော်တို့ကြီးပဲဆောင်ရွက်လို့မရတဲ့အပေါ်မှာအများပြည်သူတွေအတူတကွပါဝင်ပြီးတော့မှဆောင်ရွက်ဖို့လိုအပ်တာပေါ့နော်အဲ့ဒါကျွန်တော်တို့ငြိမ်းချမ်းအောင်ဆောင်ရွက်နေတဲ့ဥဆောင်မှုပေးတဲ့ရှေ့ဆောင်မှုပေးနေတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်လူကြီးတွေရဲ့ဆန္ဒအတိုင်းအတူတကွလက်တွဲပြီးတော့လှုပ်ဆောင်ပါလို့တော့ကျွန်တော်ဆန္ဒပြုချင်တယ်ပြီးတော့ဒီနိုင်ငံကလည်းပဲစစ်ကြောက်ဒုက္ခရောက်နေပြီစစ်ကြောက်ပြည်သူလူထုတွေလည်းပဲဒုက္ခရောက်ရှိကုန်ပြီဘဝနှိမ့်တဲ့နှိမ့်ကြကုန်ပြီတိုင်းတစ်ပါးကိုလည်းထွက်ပြီးတော့မှလုတ်ကန်စားတောင်းနေရတဲ့ဘဝလိုမျိုးဖြစ်နေပြီပြီးတော့ဒီနိုင်ငံကလည်းပဲအခြားကိုယ့်ထက်နှိမ့်ကြတဲ့နိုင်ငံတွေတော့မှကိုယ့်ကိုကြော်လွန်ပြီးတော့သာလွန်ပြီးတော့နေဖြစ်နေတဲ့အခြေအနေမျိုးရောက်ရှိနေပြီဖြစ်တဲ့အပေါ်မှာဒါကျွန်တော်တို့ကဒီတာတွေကိုဒီစစ်ကိုရပ်ပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်ဖို့လိုတဲ့အပေါ်မှာအားလုံးအတူတူတော့လှုပ်ဖို့ပဲလိုအပ်တယ်လိုလို့ပဲပြည်သူတွေအတူတကွဆောင်ရွက်ဖို့ဆန္ဒပြုပါတယ်ဟုတ်ကဲ့ဖြေချပေးတဲ့အတွက်ဗတိကိုကျေးဇူးတင်ပါတယ်ခင်ဗျာအချိန်ပေးတာဗတိပြောနေချင်းလေးပြောပါပြောတာကတော့ပြောရမယ်ဟာဒီအများရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပြောဆိုမှုတွေကစိတ်ခံစားမှုနဲ့သွားပါလာတော့တခါလေပြောလို့ရှိရင်လည်းပဲဟိုနဲ့ပေါ့မသိတာတွေပါသွားမယ်ပြီးတော့လည်းစိတ်ခံစားမှုစိတ်ထဲမှာရှိတဲ့ဟာတွေကလည်းပြောရမှာဆိုလို့ပြောလို့မထွက်တဲ့အနေအထားမျိုးထိတဲ့ဖြစ်သွားမှာမလို့နည်းစဉ်းစားပြီးတော့ပြောရတာကိုဟုတ်ကဲ့ဒါကြောင့်မို့ဒီတာတွေကိုကျွန်တော်ကတော့ဖြေနိုင်တဲ့အဆင့်ပေါ့ပြောနိုင်တဲ့အဆင့်လောက်နဲ့ပဲပြောသွားတာပဲဖြစ်တယ်ပြည်သူတွေကတော့ဒုက္ခရောက်နေပါပြီကျွန်တော်တို့ဒေသမှာဆိုလို့ရှိရင်လည်းပဲစစ်ကြောက်ပြောမယ်ဆိုလို့ရှိရင်ပြေးရှောင်နေရတယ်ဥအိမ်တွေလည်းပြက်တယ်ပြေးနေရတယ်ဆိုတော့ရှိသမျှဟာတွေလည်းအကုန်လုံးပျက်စီးယူယွန်းကုန်တယ်အခုဆိုလို့ရှိရင်ကြေးရွာတွေအများစုဟာကျွန်တော်တို့အများစုပြောရမှာပေါ့နော်စစ်ဖြစ်တဲ့နေရာမှာပေါ့အဲ့ဒါဆိုလို့ရှိရင်စစ်ဖြစ်တဲ့နေရာကြေးရွာလူထုအများစုကတော့ဒုက္ခရောက်ကုန်ပြီဖြစ်တယ်ဒါမှမဟုတ်ရှေ့ဆက်ဒီလိုလူထုတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကနေလုကင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့လက်နက်ကန်ဖွဲ့စည်းတဲ့အကုန်လုံးပြန်လည်သိမြအောင်ဆောင်ရွက်ဖို့လိုအပ်တယ်သိမြဖို့အတွက်လည်းပဲဒါတွေးဆုံမှုကိုဆောင်ရွက်ဖို့လိုတယ်တွေးဆုံကြပါလို့လက်နက်ကန်ဖွဲ့စည်းကိုလည်းတောင်းဆိုချင်တာပေါ့နော်အဲ့ဒါကျွန်တော်ဘက်ကဆန္ဒပါ